အဲ့ဒီစကားလေးအော်လေးမြင်တော့စိတ်ထဲမှာဘာကိုသွားပြီးတော့တတိယလဲဆိုတော့လေအခုဖတ်နေတဲ့ David Goggin ရဲ့ Can't Hurt Me ဆိုတဲ့စာအုပ်ထဲမှာ David Goggin ကသူ့ရဲ့စာမျက်နှာ49တင်တယ်မရဲ့အမှသူကငယ်ငယ်တည်းက discriminate လုပ်ခံရတယ်ဘာလို့ဆိုတော့ black person ဖြစ်လို့ဆိုတော့အသက်ကြီးလာတဲ့အချိန်တော့လူတွေကိုအရွယ်တိုက်တဲ့အနေနဲ့အဝတ်အစားတွေကိုခပ်ဖွားဖွားဝတ်တယ်ပြီးရင်ချစ်ကန်ကန်ပုံစံဘယ်သူမှခရီးမဆိုင်တဲ့ပုံစံနေတယ်ဘာလို့လဲဆိုတော့သူ့ဘာလို့လဲသူပြောထားတယ် because everyone's opinion matter to me တဲ့သူများတွေရဲ့အမြင်နဲ့အထင်တွေကိုခေါင်းနဲ့ထည့်တတ်တဲ့သူတွေကလူတိုင်းလိုလိုပဲပထမဆုံးအားပေးချင်တာကဒီ external validation ဆိုတာလူတိုင်းလိုလိုမှဖြစ်တတ်တာမို့လို့ကိုဒီလိုဖြစ်တတ်တယ်ဆိုတဲ့ဟာကိုအရင်အဆုံးလက်ခံပြီးတော့ကိုယ့်ဘာကိုနားလဲပေးဒီဗီဒီယိုထဲမှာတော့ပြင်ပလူတွေအထင်မြင်တွေကိုယူမဆိုင်တော့ဘူးငါလုပ်စရာရှိအောင်လုပ်မယ်ယုံကြည်ကြည်လုပ်မယ်အဲ့ဒီ mindset ရသွားဖို့အတွက်လည်းအားပေးတဲ့ဗီဒီယိုဖြစ်ပါတယ်အခုနပြောသလိုပဲပေါ့နော်လူဘဝမှာနေရင်တော့သူများရဲ့အမြင်ကိုဂရုစိုက်တာတဘာဝပဲလေနော်ဘာလို့ဆိုတော့ပတ်ဝန်းကျင်နဲ့နေရတာကိုတင်ဆိုရုပ်စကားကိုရှိရအောင်နေရာတိုင်းမှာနားတွေရှိရဲတော့ဒါပေမဲ့သူများအမြင်ဂရုစိုက်တာကောင်းလားဆိုတော့ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဒါပေမဲ့မကောင်းတဲ့ဟာအများကြီး percentage များနေတယ်ဘာလို့လဲဆိုတော့ကိုလုံးတဲ့အလုပ်တွေကသူများအမြင်ကိုဂရုစိုက်နေလေလုပ်စရာရှိရည်မလုပ်မိပဲနဲ့ကြံ့ကြာသွားလေပဲကိုလူတိုင်းသိရအခုဆိုရင်အရင် trending ဖြစ်နေတဲ့စကားတကူ nobody cares about you ဘယ်သူမှကိုဂရုမစိုက်ဘူးဆိုတဲ့စကားအဲ့ဒါမှန်တယ်ဘာလို့မှန်တာလဲဆိုတော့ Kiki delivery service ဆိုရယ်ကာတွန်းကကိုကြည့်ဘူးတဲ့သူတွေဆိုရင်ဒီလောက်တည်းမှာ Kiki ကတပြက်စီးပြန်နေအဲ့ဒီမြို့အစ်ကိုသူကနေရအစ်လာရှာအဲ့မှာရှာတဲ့အချိန်သူမရွင်နဲ့တပြက်စီးပြန်ဟိုရောက်လိုက်ဒီရောက်လိုက်လူတွေချားရဲဝင်တိုးလိုက်အဲ့လိုဖြစ်ပြီးတော့အောက်ကိုဆင်းလာအဲ့လိုဆင်းလာတဲ့အချိန်သူဘသူဒီမျိုးမှာအခုမှပြောင်းလာတဲ့သူပါအဲ့လိုမျိုးပြောတယ်အဲ့လူတွေကခဏတစ်ဖြုတ်ပဲသူ့ကိုဂရုစိုက်တယ်ပြီးတော့သူတို့ကိစ္စသူတို့ဆက်လုပ်သွားပဲအဲ့ဒါကြောင့်စိတ်ထဲမှာငါဘာပဲလုပ်လူတွေကငါမရင်ငါ့ကိုအထင်သေးတော့မှာပဲအဲ့လိုလည်းမဟုတ်ဘူးအထင်သေးနေခဏပဲပြီးသူတို့ကိစ္စသူတို့ပဲအာရုံစိုက်သွားတာဘာလို့ external validation ကိုအာရုံစိုက်တော့မှာလဲအဲ့စားအဲ့လေအကုန်လုံးကိုအာရုံစိုက်စီချင်တာကသူများတွေကငါ့ကိုဘယ်လိုထင်မလဲဆိုတော့အထင်မြင်နေရမှာငါတို့ဘယ်လိုကူညီပေးလို့ရလဲဆိုတဲ့ဟာလေးသွားစီချင်တယ်ဟုတ်လဲဆိုရင်သူများတွေရဲ့ validation ကိုလိုက်တယ်အထူးသဖြင့် all ရဲ့ video view ဘယ်လောက်များလဲ like ဘယ်လောက်များလဲ share ဘယ်လောက်များလဲအဲ့ဒါအရင်ကြည့်ရယ်အဲ့ဒါတွေနောက်ကို like လေall စိတ်ညစ်လေပြီးရင်အဲ့ဒီဟာတွေက all အတွက်ပိုရတာနည်းလေပဲငါသူများကိုဘယ်လိုကူညီရမလဲဆိုတော့ mindset ကပိုပြီးတော့ကောင်းတယ်ပိုပြီးတော့လည်းကိုယ့်စိတ်ချမ်းသာစီတယ်ပေါ့နောက်တစ်ခုကလူတွေကကိုယ်အထင်သေးမှကြောက်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာလူတွေကိုအထင်သေးလားအထင်ကြီးလားအဲ့ဒါကအထင်ချုပ်လို့မရအောင်ကိုယ့်ရဲ့ control circle ထဲမှာမပါအောင်ဒါပေမဲ့သူတို့ရဲ့စကားပေါ်မူတည်ပြီးတော့ငါဒါကိုမေ့မလားဒါမှမဟုတ်ဒီကနေမှတ်သားမလားကြော်သွားမလားအဲ့ဒါကိုဆုံးဖြတ်ရမှာအဲ့တော့အလုပ်ဝင်တော့ဂျုံရတဲ့ဥပမာလေးနဲ့ပြောပြပေးမယ်အဲ့တော့လည်းတခွဲကန်းမှာလုပ်လို့တဲ့အချိန်ပေါ့နော်အဲ့အချိန်မှာတငယ်ချင်းတယောက်ရှိတယ်အဲ့တငယ်ချင်းကနည်းနည်းလေးဘူလီတိုက်တယ်ပါတယ်အဲ့ခေတ်ကကြတော့လည်းတော့အချင်းချင်းစိတ်ထိုးတဲ့ခေတ်ဆေးထိုးရတော့တယောက်စတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ဖုန်းဝင်တယ်သူ့ရဲ့ဖုန်းဝင်ပြီးတော့ကိုက status တွေတင်တာဟိုမှာငါအယူပါတော့ငါဘာလုပ်တယ်တော့အဲ့လိုမျိုးအချင်းချင်းစနောက်တဲ့ပုံစံနဲ့တင်တတ်ကြရကြောင်းလေတော့တယောက်ဖုန်းရဲ့လော့ကိုဒီလက်ပွေရာလေးနဲ့ဒါမှမဟုတ်အရာလေးနဲ့ဟိုလော့ဖြီပြီးတော့ငါလော့ဖြီနိုင်ပါပြီဆိုအဲ့လိုစနောက်တက်တဲ့အချိန်ပေါ့နော်အဲ့တော့မရလည်းကဖုန်းကိုခဏထားခဲ့တာအဲ့တခွဲကန်းအခန်းထဲမှာပြီးတော့ခဏတစ်ပြောက်ပြန်ထွက်တာအပြင်ထွက်ပြီးတော့ချက်ချင်းပြန်ဝင်လာတော့အလေးရဲ့ဖုန်းကို lock ဖွင့်ဖို့အတွက် try နေနောက်ကြတော့အလေးရဲ့ပုံစံဘယ်လိုလဲဆိုတော့ဟိုဘာပဲလုပ်တခွဲကန်းကြတော့ကိုဝါသနာမပါခဲ့ဘူးဝါသနာမပါမသိရများတယ်ပြီးရင်လူတွေကအလေးကိုရှင်းပြလိုက်တယ်ဒီတခွဲကန်းနဲ့ပတ်သက်ပြီးတော့ theory ရဲ့ဘာကိုသိပြီးသားကိုရှင်းပြတယ်အလေးကအကြောင်းတဲ့ပုံစံရှိတယ်အဲ့တော့အလေးနောက်ွယ်မှာသူဘာပြောနေလဲဆိုတော့အလေးရဲ့ဖုန်းတော့ဖွင့်ရင်းနဲ့သူ့ဖုန်း password ကလည်းလူတိုင်းမဦးကြောင်းနဲ့တဲ့အဲ့ဒါကိုအလေးကဝင်တဲ့အချိန်မှာကြားတာဆိုတော့လူတယောက်ကတော့ကိုယ့်နောက်ွယ်မှာကိုယ့်ဦးကြောင်လို့ပြောရင်စိတ်ထဲတော့နေလို့မကောင်းဘူးပေါ့နော်ဆိုတော့ကဒီကနေလည်းဘာတင်ယူလိုက်တယ်ဆိုတော့ငါလူတွေရဲ့ငါပေါ်တင်မြင်ကြောင်ငါ control လုပ်လို့မရအောင်ဆိုတာတင်ယူလိုက်တယ်ပြီးသွားရင်လူတိုင်းကိုငါ့ကိုကြိုက်ပါငါ့ကိုသဘောကျပါငါ့ကိုခင်ပါဆိုပြီးအတင်းလိုက်ပြောနေလို့မရအောင်တကူကလူတွေရဲ့အထင်မြင်ကိုလိုက်ပြီးတော့ကိုယ့်ရဲ့ emotion ကိုသူတို့ပြောတဲ့ပုံမူတည်ပြီးတော့အဲ့လိုတော့စိတ်ခံစားချက်ကသူတို့ကချီးကျူးရင်ပျော်တယ်သူတို့ကကဲ့ရဲ့ရင်စိတ်ညစ်တယ်အဲ့ဆိုရင်ကိုကသူ့လက်ခုပ်တည်းအရင်မဖြစ်သွားအောင်လားကိုပါဝါကိုသူ့ကိုလွှဲပေးရတဲ့အတူတူပဲ
အဲ့ကြောင့် external validation ကိုလည်းကဖြစ်နိုင်ရင်ဒီကြည့်ရသူတွေကိုအများကြီးကောင်းနေမထည့်စေချင်ဘူး overthinking မဖြစ်စေချင်ဘူးပေါ့တော်တော်များများပေါ့နော်အလေးရဲ့ဗီဒီယိုကြည့်ရသူတွေရောအလေးနဲ့စကားပြောမှုတွေမောင်လေးညီမလေးရောသူများတွေစိတ်ထဲမှာကိုပြောတာမှားမှာကြောက်တာတော့ကိုလုပ်တာတခုခုလွဲသွားမှာကြောက်တာတော့အဲ့လိုစိတ်ပူတတ်ကြရပေါ့နော်အဲ့လိုဆိုရင်သူတို့ကိုအထင်သေးဝမယ်ပေါ့အဲ့လိုမျိုးတွေတော့လေဘယ်သူနဲ့နမူနာပေးခြင်းလဲဆိုတော့ကမ္ဘာမှာအချမ်းသာဆုံးစီးရဲမှာပါတယ် Elon Musk ပေါ့နော် Elon Musk ဆိုလဲသူရဲ့ spaceship ကိုလွင့်ကနေမှာအဲ့လိုမပြောတတ်လို့နော်အခေါ်အဝေါ်မပြောတတ်လို့အဲ့မှာသူတကယ်လေးစားအားကြရတဲ့ scientist တွေအဲ့လိုမျိုးသူတွေနာမည်ကြီးတွေကတော့သူ့ကိုဝေဖန်တယ်လောင်တယ်ပေါ့နော်သူများအမြင်ကိုသာလိုက်ပြီးတော့ကြည့်ပြီးတော့ကိုလုံးစရာရှိအောင်မလုပ်ဘူးဆိုရင်ဒီလို Elon Musk လည်းသူ့ရဲ့အိမ်မက်တစ်ခုကိုစနိုင်မှာမဟုတ် awareness များများလေးကပ်ပြီးဒါလူတဘာဝပဲဒါလူတယောက်မှဖြစ်နေကြပဲဒီအတွေ့အကြအဲ့လိုစိတ်တဲ့ထဲပြီးွားရင်ငါလုပ်တဲ့အရာကတခြားသူတွေအတွက်အကျိုးရှိလား harmful ဖြစ်စေလားအန္တရာယ်ဖြစ်စေလားအဲ့ဒီမဖြစ်စေဘူးဆိုရင်စက်တာလို့အဲ့ဒီကတော့အားပေးရင်ကိုယ့်ရဲ့အရင်က past achievement တွေကိုပြန်ပြီးတော့စဉ်းစားအရင်ကကိုဘာတွေအောင်မြင်ခဲ့လဲဘာတွေလုပ်နိုင်ခဲ့လဲအဲ့လိုလေးသွားနောက်တပြေးပြေးနဲ့ step by step လေးကြိုးစားနောက်ကိုမှကိုတန်မိုးထားတဲ့ standard value တွေထားနော်လူတွေရဲ့ external validation ကိုလိုက်ပြီးတော့အယောင်ပြောင်းမယ်ဆိုတော့လည်းတော့အယောင်ပြောင်းလို့ဆုံးတော့မှာမဟုတ်ကာလာတွေအကုန်ဆုံးသွားနိုင်မယ်တော့ကိုမှ value ကိုမှဘာ value ရှိလဲအဲ့ဒါကိုပဲအာရုံစိုက်ဒီ video ကြည့်ပြီးရဲ့နောက်မှာရောဘာတွေတွေးမိလဲဘာသင်ခန်းစာတွေရလိုက်လဲဆိုတော့အော်လေးဒီ video မှာ comment ပေး external validation ကိုအနေနဲ့ရာခိုင်နှုန်း percentage အရာဆိုရင်ဘယ်လောက်ထိအောင်အရင်ကလူတွေရဲ့အထင်မြင်ကိုဂရုစိုက်ခဲ့လဲအများဆုံးဆို 100% ပေးအလေလက်ဆိုရင်50% ပေးတိတ်ပြီးတော့ကြီးမဆိုင်ဘူး I don't care anybody အဲ့လိုဆိုရင်တော့0% ပေးခဲ့ပါ Okay နောက်တစ် video မှာပြန်ပြီးတော့တင်မယ် all your social media တွေကို follow လုပ်ထားဖို့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ Bye bye